လို့ရတဲ့နာမဝိသေသနာတစ်ခုကတော့နည်းနည်းရများရဲ့ပါသာ The greatest mystery of our faith ပုဂ္ဂိုလ်သုံးပါးတဲ့ဒါပေမဲ့တဆူဖေးရှင်းပြဖို့အတွက်ကဘာမြေမှာစကလုံးမရှိပါဘူးသူကညံမီတလောက်နဲ့ကိုးကွယ်နေတာအသက်ကြီးကြီးဝေလာငါယူငါလေးတစ်ကောင်ကမေးတယ်ဦးလေးဝေလာငါကြီးဦးလေးအသက်လည်းကြီးတယ်အကောင်လည်းကြီးတယ်ဆိုတော့ကျွန်တော်မေးချင်တာလေးတစ်ခုရှိလို့ဗာလဲကွာ Where is the ocean ပင်လယ်ကဗမာလဲဗျမင်းကလည်းမင်းကူးနေတာပင်လယ်လေကွာဝေလာငါရဲ့အဖြေကိုသူသဘောမကျဘူးဒီလိုနဲ့ပင်လယ်လိုက်ရှာရင်လည်းသေသွားပါတဲ့ချစ်စွာသောပါသူတို့တွေဟာချောင်းထဲမြောင်းထဲမှာမြစ်ထဲမှာကူးခတ်နေတာမဟုတ်ပါဘူးဖခင်ရဲ့ဖန်ဆင်းထားတဲ့လောကပင်လယ်ကြီးထဲမှာတို့ကူးခတ်နေတာပါဒါကိုအပရေးထားတဲ့ပုံမြင်တွေကအဖြေလို့ပင်လယ်တွေကငါပင်လယ်သွားရှာအဖြေဟာမရှိသူမသိခဲ့တာသေရွာအထိတို့သိရမှာပင်လယ်ဟာရှိကူးခတ်မိတော့ကူးနေတော့မှာကျသောပါတို့ဖခင်ဟာဆက်ပြီးဖန်ဆင်းစေပါဖျားပေးလာတဲ့ရှင်သန်ခွင့်ပုဂ္ဂိုလ်သုံးပါးတဆူဖျားလို့ပြောလိုက်ရင်အဲ့ဒါဒုထွက်ခဲ့ရအရက်ပဲပြန်သွားမှလည်းအဲ့ဒီပဲအပရေးထားတယ်ဒီနေ့ပွဲကြီးနဲ့ပတ်သက်ပြီးတော့ပန်တကုစနဲ့ပါစကာကာလာကိုအဆုံးသက်ပြီးတာမန်ဆန်ဒေးတွေပြန်လည်ရောက်လာပြီး Holy Trinity နဲ့အစပြုထားပါတယ် Feast of the Holy Spirit also called the Trinity Sunday. Feast of the Holy Trinity, also Trinity Sunday, celebrated on this day as well as Sayazuri Asara, the Puyo Jempa. Trinity Sunday celebrates the Christian doctrine of the Trinity. Three persons of God, the Father, Son, and the Holy Spirit. Naneya Ruya Naneya Chachi, Di Naneya Chaku Nale or Majusa Jempa Buddha. ကြိုးစားကြပါအဲ့ဒီလိုမှမဟုတ်ရင်Saint Augustineလို့ကောင်းကင်တမန်လေးကပညာပေးတာကိုခံရလိမ့်မယ်ငယ်လေးကကြားဘူးတယ်မဟုတ်လားဖျားစကားအတန်းမှာ brother sister တွေသင်တာကံစမှာလမ်းလျှောက် Saint Augustine ကပင်လယ်ကံစမှာလမ်းလျှောက်ရင် Trinity အကြောင်းကိုစဉ်းစားပင်လယ်တွေကရေတွေကိုခတ်ထည့်မင်းပါလုပ်နေတာလဲပင်လယ်တွေကရေကုံအောင်ခတ်ထည့်နေတာမင်းယူနေလားဘယ်လိုလုပ်ကုံပါလဲSaint Augustineကိုကောင်းကင်တမန်လေးကပြောတယ်တင်စဉ်းစားနေတာလည်းအဲ့ဒီတိုင်းပဲနားလည်လွယ်စေတဲ့ဥပမာတွေကတော့နေရအလင်းရအနှွေးတက်ရအသင်းတော်အနေနဲ့ကတော့တာတကတော့သုံးနာညီသရိကန်နဲ့နိုင်တယ်Saint Augustineကတော့ bone of the unity between နောက်တစ်ခုကတော့အထင်သာမြင်သာရှိတဲ့အပင်နဲ့နိုင်ပါတယ်ရေတောင်းမြခမဲတော့ပင်စီရသားတော့အကန်ခတ်တွေကတို့တွေဆက်သွယ်ပေးတာဝิญဉ်တော့ We know something about God yet not something ဖန်ဆင်းသူကဲတင်သူစွမ်းအိမ်ပေးသူပါလုပ်ငန်းတိုင်းမှာအတူတူလုပ်ကြပါတယ် Genesis chapter 1 verse 2မှာဝิญဉ်တော်သည်တဲ့ရေမျက်နှာပြင်ပေါ်လှုပ်ရှားတော်မူ၏ဖန်ဆင်းခြင်းအစမှာတဲ့ဝิญဉ်တော်ရှိတယ် John chapter 1 verse 1 to 3ဖန်ဆင်းခြင်းလုပ်ငန်းမှာသားတော်လည်းပါဝင်ပါတယ်Genesis chapter 1 verse 26မှာငါတို့နဲ့တူသောလူကိုဖန်ဆင်းကြဆိုဝီကိုသုံးတယ်အိုင်ကိုမသုံးဘူးပုဂ္ဂိုလ်သုံးပါတဆူဖျားအတူတူအလုပ်လုပ်တယ် New theology မှာ dancing ကိုအတူတူကပြီဖျားဖန်ဆင်းတာရက်လိုက်သင်သေးဝါပြီဒီမှာတယ်ဆက်ပြီးဖန်ဆင်းတော့ Luke chapter 1 verse 34 to 35အဖေဖျားကိုလည်းတွေ့ရတယ်ဝิญဉ်တော်ကိုလည်းတွေ့ရတယ် Annunciation မှာစေကြောကြီးမှာ in the desert ဂန္နာယမှာ miracles ပြတဲ့အခါ transfiguration death and resurrection ဝိညာဉ်တော်ရဲ့လမ်းညွှန်မှုနဲ့ခမဲတော်ရဲ့အလိုတော်ပါဝင်နေတယ်ဆိုတာတွေ့ရပါတယ်အဲ့ဒီလိုနှစ်နေရာတွေပေါင်းစည်းမှုကြောင့်သုံးပါဖြစ်လျက်တဆူရီဖြစ်နေရတာပါဘာကြောင့်အဲ့ဒီလိုပေါင်းစည်းနေတာအဖြေရှာကြည့်ကျမ်းထဲမှာရှိပါတယ်တန်ရောအခန်းကြီးပထမစာဆောင်အခန်းကြီး4ငယ်16ဖျားသခင်သည်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏
ကိုနိုင်မှာအချစ်ရှိနေသူကိုနိုင်ကအချစ်ဖြစ်နေသူဖြစ်၏ဒီဆိုတော့ဘာလို့စေကြောခြင်းကနေစပြီးဇာဗနာအထိအဆုံးသက်ရတဲ့ခရိယန်ဘဝအသက်တာတစ်ခုလုံးဟာ Trinity နဲ့စပြီး Trinity နဲ့အဆုံးသက်ရပါတယ် We have correctly placed this teaching at the center of our faith but the Trinity ကိုခရိယန်ရဲ့လက်တွေ့ဘဝတွေမှာအနန္တတွေ့ရမကြင်ကြံကြလို့ဘေးလူကအလွယ်တကူမမြင်မိတာပါသင်နေသောဖရားမဟုတ်ပါလှုပ်ရှားနေသောဖရားအသက်ဝင်နေသောဖရားပါချစ်ချင်းတရားနဲ့တောက်ဝင်လှုပ်နေသောဖရားကိုကိုယ်နှလုံးထဲမှာအသေးလိုသွားထားငါးပြား10ပြားလောက်ကြံမှာမဟုတ်ဘူးဖရားဗိမာန်ထဲမှာ24နိုင်ဇလုံးနေခြင်းတယ်လို့ထင်လားဖရားเจ้าမှာရတဲ့ဖရားဈေးထဲမခေါ်ဝအိမ်မခေါ်ဝယုံเจ้าတွေမခေါ်ဝရင်ဖရားကအသေးဖြစ်သွားမှာပေါ့ဒါကြောင့်အပါကြမ်းကြမ်းလေးရေးထားတယ်နားထောင်ကြည့်အချစ်ဟူသောဖရားကိုမျိုးချတော့ခတ်ထားကြသည်များကျန်စကားတွေထားလျှောက်လူကြတဲ့မရောက်သေးသည်များစောက်ထားတဲ့လက်ကိုဖြေချမနှုတ်ဆက်နိုင်ကြသည်များခရိယန်တို့ရဲ့အသက်တာကဘာကြီးအတွက်ကျမ်းစာမဟုတ်ဘူး Trinity source of life truth and love လူတွေရဲ့ကိုယ်စီဘဝတွေမှာအခြေခံကြကြငတ်နေတဲ့အရာ၃ခုပါဒီတတ်တာမှု၃ခုကိုလူတွေကအတိုင်းအတာတစ်ခုထိပဲပိုင်ဆိုင်ရှာဖွေနိုင်ကြတာပါအပြည့်အဝမပိုင်နိုင်ကြပါဘူးတို့အုံနောက်ကတေးသေးလေးအကြီးကြီးဖျားကိုထည့်လို့ရမလားပယ်ရမလဲရှင်သန်ခြင်းမှာတေခြင်းကရောပါနေတယ်အမှန်တရားမှာအမှားကညှိနေတယ်အချစ်မှာအမုန်းကကတ်ဒီလောကရဲ့မပြည့်စုံခြင်းကိုသတိမူပါပြည့်စုံခြင်းကိုဥတည်ထားပါ Father pure life Son pure truth Holy Spirit pure love a love between Father and Son ပုဂ္ဂိုလ်သုံးပါးတဆူဖျားကိုပေါ့နော်အပူရှိန်စွမ်းအင်အလင်းရောင်နေသုံးစင်းမဖြစ်သွားဘူး H2O dressing ကရေခဲရေနွေးငွေ့ dressing ၃ခုမဖြစ်သွားဘူးနှင်းစီပုံသဏ္ဍာန်အနက်အယောင်နှင်းစီ၃ဝင်ဖြစ်မသွားဘူးအဲ့ဒီလိုနည်းနည်းရစဉ်းစားနေဖို့မဟုတ်ရှင်သန်ဖို့ပါနော်ကောင်းကင်ဆိုတာအမြဲတမ်းစိုးနေကနေသောနေရာမဟုတ်ရပါလောကမှာခံစားမိသမျှကောင်းခြင်းတွေကိုအပြည့်အဝခံစားရမယ့်နေရာပါ There are three profound movements of when the love of God entered into the world, and there are at the Bethlehem when God was with us, at the Calvary when God was for us, at the Pentecost when God is in us. ကျသောပါတို့ခမေတော်သားတော်ဝိညာဉ်တော်သုံးပါးတဆူဖရားဟာဘက်သလင်မှာရှိခဲ့ပါတယ်။ကာလဝါရီမှာတို့အတွက်ရှိခဲ့ပါတယ်။ Pentecost မှာတို့နဲ့တို့၌ဖြစ်တည်နေသောဖရား၌ရှေ့ဆက်ကြရအောင်။ဗုဒ္ဓဇင်မှာတော့ရှိတယ်တို့ဘာသာမှာမိမိကိုယ်သာကိုယ်ွယ်ရာဆိုတာမရှိဘူးမှတ်ထား Elizabeth of the Trinity I have found heaven on earth since heaven is a God is in my soul ကောင်းကင်ကြီးကဖရားတဲ့အဲ့ဒီဖရားကကျမရဲ့ဝိညာဉ်ထဲမှာဒါကြောင့်ကျမဟာကဘာမြေမှာကောင်းကင်ကိုရှာဖွေတွေ့ရှိသွားပါပြီတဲ့ခေါင်းစဉ်ကအပပိထားတာကိုယ်ွယ်မှုအမှန်တဲ့မိမိကိုယ်သာကိုယ်ွယ်ရာဆိုပုဂ္ဂိုလ်သုံးပါးတဆူဖရားဟာနေရာမသိသင်နဲ့မရှိပါခမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်အားဘုန်းတော်ကုံတော်ရှိပါစေ